Okay အားလုံးမင်္ဂလာပါဗျကျွန်တော်ဒီနေ့ကတော့ဖုန်းပေးဆိုင်ဖွင့်ရင်ဖုန်းပေးဆိုင်နဲ့အတူတူတွဲဖက်ပြီးလှုပ်လို့ရမယ်အလုပ်လေးတွေဒီနေ့မြင့်စုမြောက်ပေးမှဖြစ်ပါတယ်မြင့်စုမြောက်ကဖုန်းပေးဆိုင်လည်းဖွင့်ထားတယ်ပြင်ဖို့လည်းစိတ်ကူးနေတယ်ဆိုလို့ရှိရင်အခုလိုမျိုးအလုပ်လေးနဲ့တွဲဖက်ပြီးလှုပ်လို့ရပါတယ်နံပါတ်1ကတော့ဖုန်းပေးဆိုင်ဖွင့်ပြီဆိုရင်ကျွန်တော်တို့ကတေချာပေါင်းဖုန်း accessory ပစ္စည်းလေးတွေတင်ဖို့လိုတယ်အာသွင်းကြိုးတို့မကွဲတို့ကျွန်တော်တွေစပစ်ပေါ့နော်ဖုန်းနဲ့ပတ်သက်တဲ့ကျွန်တော်တွေကာဗာလေးတွေအဲ့တော့ရှိထားဖို့လိုတယ်နံပါတ်2နံပါတ်2ကတော့ second လေးပေါ့ဟောင်းလေး second လေးကျွန်တော်တို့ပြင်တဲ့လူဆိုတော့ဟောင်းလေး second လေးအပြက်တွေပါရဝယ်ပြီးကိုပြန်လုံးတာလေးအဲ့ဒါမျိုးလေးတစ်လုံးစားနှလုံးစားဆောင်းထားတဲ့နေအခုမှစားတဲ့လူတွေပြောပြတာပေါ့နော်ကိုငွေကြီးတက်တယ်လို့ရှိရင်တော့အလုံးလိုက်ရင်းလိုက်ကောက်ပြီး second ဆိုင်ကောက်ထောင်လိုက်ရင်တော့ကိစ္စမရှိဘူးပေါ့ဟုတ်ပြီနံပါတ်3နံပါတ်3ကတော့ကျွန်တော်တို့ဓာတ်လုံနေပြီဆိုတော့ကျွန်တော်ဒီဘက်ဘေးလေးမှာလည်းကျွန်တော်ကွန်ပျူတာလေးရှိတယ်ဆိုတော့မိထူလေးတွေအခုမိထူဆွဲတဲ့ဆက်အသေးလေးရှိနော်အခုပေါ်တေဘယ်လေးတွေမိထူကူလို့ရတယ်စာစီစာရက်လေးလုပ်ပြီးလို့ရတယ်အဲ့လိုမျိုးလေးတွေလည်းကျွန်တော်တစ်ဖက်တစ်လမ်းလေးငွေရှာလို့ရတယ်အဲ့ဒါမျိုးလေးလည်းရပါတယ်ဟုတ်ပြီနံပါတ်4ချက်နံပါတ်4ချက်ကတော့ကျွန်တော် KP တို့ WP တို့ Women တွေစားပြပေါ့နော်အဲ့တော့ KP အသွင်းထုတ်လေးတွေရာခိုင်နှုန်းစားတာလေးအဲ့လိုမျိုးလေးတွေ True Money လေးတချို့လည်းအဲ့လိုလုပ်ကြတယ်ဒါလေးရလဲကျွန်တော်တို့ကိုများလာလို့ရှိရင်ပုံမှန်ဝင်လေးရစေတယ် Okay နံပါတ်5ကဲနံပါတ်5ကတော့ကျွန်တော်တို့ကဖုန်းဆိုင်ဖြစ်နေပြီလူတွေလည်းသိနေပြီကျွန်တော်တို့စီမှာဟို accessory ပစ္စည်းတွေရှိနေပြီဒါဆိုရင်သူနဲ့သက်ဆိုင်တဲ့ဟာလေးဘာလေးရှိမလဲအလုံးတည်းကြမ်းတဲ့ဘောက်တွေမိုက်တွေငကြက်တွေ earphone တွေစပစ်ပေါ်တော့ကျွန်တော်တို့က electronic နဲ့ဆိုင်တဲ့ပစ္စည်းလေးတွေလည်းတွဲဖက်ပြီးတင်နေပါတယ်ပေါ့နော်အဲ့တော့တချို့ဆိုင်ဆိုရှင်တချို့ဆိုင်ဆိုကျွန်တော်တွေ့တဲ့ဓာတ်မီးတွေပါဆိုတင်နေဒါလည်းမစိုးပြောမယ်ဘာလို့ဒါကျွန်တော်တို့နဲ့ဒါနီးစပ်တဲ့အရာတွေပဲဟုတ်တယ်မလားဒါကျွန်တော်တို့နီးစပ်တဲ့အရာတွေပဲဒါလည်းလျှက်စစ်ပစ္စည်းပဲပေါ့နော်အဲ့တော့ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့အရာလေးတွေကိုတင်မယ်တချို့ဆိုင်နေဆိုလို့ရှိရင်ခလေးအယုတ်တွေတော့တင်ရတယ်ကျွန်တော်ဆိုင်ဆိုလို့ရှိရင်ခဏခလေးလေးလာတယ်ခလေးလေးကကျွန်တော်အိမ်မှာလည်းခလေးရှိတော့ခလေးအဲ့အယုတ်လေးသူ့ရုပ်လေးသူတင်ထားတာပေါ့လေအဲ့အယုတ်လေးရောင်းလားဆိုပြီးခဏလာမေးတယ်ဒါကြောင့်မို့အယုတ်လေးပါလေလို့ရှိရင်လည်းတွဲရောက်ချင်လဲရောင်းလို့ရသေးတယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ကဖုန်းပြင်တဲ့လူတွေကျွန်တော်ဖုန်းပြင်တဲ့လူတွေဆိုတော့ဖုန်းပြင်တဲ့လူတွေကအများစုကယောက်ျားတွေပြင်တာများတယ်ပြင်တာများတယ်ဆိုတော့ကျွန်တော်တို့တွေလာပြင်တဲ့လူကလည်းအမျိုးသားတွေလာပြင်တာများတယ်ပေါ့တော့ကျွန်တော်စီလာလဲ customer အများစုပြတာပေါ့နော်ကျွန်တော်စီလာလဲ customer အများစုကလူကြီးတွေနဲ့ခလေးတွေအများဆုံးလာတာများတယ်အဲကြောင့်ခလေးလေးဆိုလို့ရှိရင်အယုတ်လေးဗာလေးကျွန်တော်ဆောင်းထားတယ်လူကြီးတွေအတွက်ဆိုရင်အဲ့တော့ဗာလေးဆောင်းထားလို့ရတယ်ဒါတော့ကျွန်တော်မိတ်ဆွေများလုပ်ချင်လုပ်ပါကျွန်တော်တော့မလုပ်ပါဘူးဥပမာစကလက်တို့ဆက်လိတ်တို့အဲ့လိုမျိုးလေးလေတချို့အဲ့လိုမျိုးတွဲရောက်တာမျိုးတွေရှိတယ်ကျွန်တော်ဒါလည်းကျွန်တော်မိတ်ဆွေတွေအဲ့လိုရောက်နေမှာနော်ကျွန်တော်တော့မူကြီးစေဝါမှုလို့အဲ့လိုမျိုးလူတွေကိုမကောင်းတဲ့အရာမရောက်ချင်တယ်မို့လို့ကျွန်တော်တော့တွဲမရောက်ပါဘူးဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုဗာလေးရောက်လို့ရသေးတယ်ဒါကတော့အရန်ရှင်းတယ်ကျွန်တော်တို့ကဒီ service လုပ်ပြီးဆိုမှတော့ကျွန်တော်တို့က physical တွေရောင်းတယ် physical တွေကျွန်တော်ဖောက်ပေးတယ်အခိုင်မှာပေါ့နော် Gmail နဲ့ Facebook နဲ့အခိုင်မှာလုံးဝကြစရာကို1000အဲ့တော့ Gmail ကို9000 Viber ကိုလည်း9000 Telegram ကိုလည်း9000 TikTok ကို3000 software တစ်ခုထည့်ရင်900အဲ့လိုမျိုးပါစပြည့်ကျွန်တော်တို့အဲ့လိုလေးယူတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဆိုရင်အခုနောက်ဆက်တွဲဗာလေးတွေခစ်စားလာပြီလေအခု TikTok ခစ်စားလာပြီလေအဲ့ TikTok ဂျပန်ကောက်တွေလူတွေအလူရက်ဖြစ်နေကြတယ်အဲ့တော့ TikTok ဂျပန်ကောက်ဖွင့်တာလည်းလွယ်တယ်အဲ့တော့အကောက်ကိုကျွန်တော်တွေဒီတိုင်းပဲနော်ရိုးရိုးအာမက်ကမပါတဲ့ကောက်က1000အာမက်ကပါတဲ့အကောက်ကြတော့ကျွန်တော်က2000ခွဲယူတယ်အာမက်ကပါတာနဲ့အာမက်ကမပါတဲ့ဘာကွာလဲအဲ့တော့အာမက်ကပါတဲ့အကောက်ကြတော့အာမက်ကမပါတော့ရောဒါဂျပန်ကောက်ပဲကောက်ကိုထည့်သုံးကိုသုံးတဲ့သုံးကုန်မသုံးတော့လည်းလော့ကြကျွန်တော်နဲ့မဆိုင်ဘူးအာမက်ကပါတဲ့အကောက်ကြတော့အဲ့လိုမဟုတ်တော့သုံးပုံသုံးနီးလေးစနစ်တကျလေးတွေအဲ့တော့အကောက်ကိုလည်းခိုင်မာrecovery လုံးဝအထက်ကာတာပေးတယ်ပြီးတော့ဘလို့လုပ်လို့ရှိရင်ဘလို့ကအကောက်လော့ကြတတ်တယ်ဘလို့လုပ်နေဘလို့အကောက်လော့မကြဘူးဒါတော့ဖုန်းတော့ဘလို့သုံးဘလို့ setting ချိန်တာဘလို့ BB အောင်သုံးစပစ်အသေးစိတ်အကုန်လုံးကိုခင်းစစ်တွင်းကြမြောက်တေချာလေးပေါ့နော်လုံးဝလော့ကြမသွားအောင်လော့ကြတဲ့အကြောင်းအရာလေးအားလုံးကိုတစ်ခါတည်း knowledge share မှာထည့်ပေးလိုက်တယ်အဲ့ဒါတော့2000ခွဲအဲ့လိုပေါ့နော်ကျွန်တော်တို့ကဒီလိုမျိုးလေးတစ်ဖက်တစ်လမ်းနဲ့ဝင်ငွေရှာတဲ့နဲ့ကျွန်တော်တို့စားပစ်သမားတွေကဒီလိုဖုန်းပြင်တာတစ်ခုတည်းနဲ့ဖုန်းပြင်တာတစ်ခုတည်းနဲ့ရက်တီလို့မရဘူးလုံးဝရက်တီလို့မရဘူးဘာကြောင့်လို့ရက်တီလို့မရတာလဲဆိုတော့ကျွန်တော်တို့က professional service ဆရာတွေမဟုတ်သေးဘူးအဲ့တော့ကျွန်တော်လည်းမဟုတ်သေးဘူးကျွန်တော်လည်းစူးစမ်းနေတော့မယ် professional service ဆရာဆိုတော့ကိစ္စမရှိဘူး professional service ဆရာဆိုတာ
ဥပမာ iPhone တစ်လုံးပြင်လိုက်မယ်သူ့အတွက်က9000လဲဟုတ်တယ်တသိန်းနဲ့ဟုတ်တယ်သုံးလုံးပြင်လိုက်ရင်တရက်ကိုတသိန်းခွဲ2သိန်းကသူ့အတွက်အသာလေးရတယ်ကိစ္စမရှိဘူးကျွန်တော်တို့တို့တာမန်ရိုးစားပစ်ဆရာတယောက်အနေနဲ့ရတော့ကျွန်တော်တို့ကတစ်ခါကြလို့ရှိရင်စားပစ်9လုံးလာအပ်တယ်စားပစ်9လုံးလာတယ်ဆိုပါတော့အဲ့9လုံးမှာ9လုံးသလုံး file မို့ကလုံးဝမဖြစ်နိုင်ဘူး9လုံးထဲမှာ3လုံး file မယ်ဆိုပါတော့3လုံး file မယ်တချို့လုံးကလည်းတစ်လုံး1000ပဲတောင်းလို့ရမယ်တချို့ကလည်း3လုံးတောင်းလို့ရတယ်တချို့ကလည်း9000လုံးတယ်ပြည့်မြတ်ဖြစ်3လုံးကိုထားပါတော့ကျွန်တော်တွေ9000လုံးထားပါတော့3လုံးကို9000လုံးရပြီအဲ့9000ကတစ်ခါကြလို့ရှိရင်တရက်ထင်းနဲ့ပြီးတယ်တခါကြလို့ရှိရင်တရက်တည်းနဲ့မပြီးဘူးခါကြလို့ရှိရင်3ညမှာပြီးတယ်အဲ့လိုမျိုးအလုပ်လေးရှိတယ်ဒါကြောင့်တခါကြလို့ရှိရင်ဝင်ငွေရမတူတခါကြလို့ရှိရင်တရက်ထင်းနဲ့တသိန်းဝင်တယ်ခါကြရင်တရက်ထင်းနဲ့2သိန်းဝင်တယ်ခါကြလို့ရှိရင်တရက်ထင်းနဲ့1000ပဲဝင်တယ်အဲ့လိုမျိုးဝင်ငွေရပုံမှန်မဟုတ်တဲ့အခါမျိုးမှာကျွန်တော်ဒီလုပ်ငန်းတစ်ခုထဲနဲ့အလုံးဝရက်တည်လို့မရဘူးဒါကြောင့်မို့ကျွန်တော်ကတွဲဘက်အနေနဲ့ကျွန်တော်တွေပေါက်လေးတွေပေါက်လေးတွေကျွန်တော်radio လေးတချို့ service ရလဲဆိုရင်ဘယ်လောက်ပြလုပ်လဲဆိုရင်ပေါင်းတို့ပန်ကာတို့တောင်ပြင်တဲ့ service တွေအများကြီးရှိတယ်ဒါတော့ကိုတက်ကြွရင်ပြင်လို့ရတယ်ကျွန်တော်တော့တောင်းမကောင်းလို့မပြင်ဘူးနားလဲဘယ်လိုတိဆောက်ထားတယ်ဘိုးဘယ်လောက်ထွက်ရင်သူဘယ်လိုအလုပ်လုပ်မလဲဆိုတော့အကုန်လုံးတော့လေ့လာထားပြီးလေ့လာထားတယ်သိတယ်ကိုရင်ဟာပြင်ကိုကောက်ပြင်လိုက်တာပေါ့ဗျာအဲ့လိုပဲရင်းနှီးသူလာလို့ရှိရင်တော့ပြင်ပေးတယ်ဒါပေမဲ့အခချင်းငွေယူပြီးတော့ပြင်မစားဘူးအဲ့တော့ဒါတွေကတောင်းလဲတောင်းလို့တိတ်မကောင်းလို့ထင်ရတယ်အလုပ်ရှုပ်တယ်ထင်ရတယ်ပေါ့နော်အဲ့တော့ကိုလည်းကိုလုံးနဲ့ကိုစောတော့လေအဲ့လိုမျိုးလေးကျွန်တော်တို့တစ်ဖက်တစ်လမ်းနေပေါ့နော်အဲ့တော့ဆိုင်ဖွင့်တဲ့လူတွေကကျွန်တော်တွေတစ်ဖက်တစ်လမ်းနေဝင်ငွေရအောင်လို့အဲ့လိုမျိုးလေးတွေလှုပ်ထားတင်ပါတယ်ကျွန်တော်ကတခါကျလို့ရှိရင်ဆိုင်မှာအလုပ်ပါတဲ့အချိန်တွေမှာဖုန်းလေးတစ်လုံးရောင်းလဲရတာမျိုးတမို့မဲ့တမို့လဲကျွန်တော်တွေဘောက်လေးတစ်လုံးရောင်းလဲရတာမျိုးပြီးဆိုလို့ရှိရင်ကျွန်တော်တွေအာသွင်းလေး3လေးပူလောက်ရောင်းလဲရတာမျိုးကျိုးလေး9ချောင်းလောက်ရောင်းနေတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကငွေပြန်ပေါ်ပြီးအရင်ပြန်ရစေတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေကျွန်တော်မိတ်ဆွေညီငယ်တွေပေါ့လေခုမှ beginner တွေဖုန်းဆိုင်ဆောက်ဖွင့်မယ်ဖုန်းမစိတ်ဝင်စားနေတယ်ဆိုလို့ရှိရင်ခုကျွန်တော်မိမဲ့အရာလေးနဲ့တွဲလို့တင်ပါတယ်ပေါ့နော်တွဲလို့ကောင်းပါတယ်ဒါလေးကိုကျွန်တော်တစ်ဖက်တစ်လမ်းလေးဝင်ငွေလေးတွေထပ်ပြီးတော့ရစီပါတယ်ဗျโอเคဒါလေးကိုမြှပေးတာပါကဲမိတ်ဆွေများလည်းအခုမှစပြီးတော့ဖုန်းဆိုင်ဖွင့်မစိတ်ဝင်စားနေတယ်ဆိုလို့ရှိရင် comment လေးမှာ yes လို့မှန်ခဲ့မှာလို့တဲ့ကူညီလေးကျွန်တော်တို့မှာတောင်းလို့ရပါတယ်ကျွန်တော်အကူညီတောင်းလို့ရတယ်ဆိုတာကတော့ကျွန်တော်ကတော့ဘလို့လာရေးလို့ဘလို့လုပ်ရင်ကောင်းသွားတယ်ကျွန်တော်တွေဘယ်နေမှာဘလို့ရောင်းလိုက်လို့ကောင်းသွားမယ်ကျွန်တော်ဆိုင်ထဲမှာဗာလေးတင်တယ်ဆိုတာလေးကိုကျွန်တော်ကလာပြီးအကြံမြောက်ပေးတာဖြစ်ပါတယ်အလုံးမဲ့ဆရာကြီးလွတ်တယ်လို့မထင်ပါနဲ့เนาะအဲ့တော့ဒီဟာကိုလုံနေပြီးတော့အဆင်ပြေတဲ့လူတွေအများကြီးပဲဒါပေမဲ့သူတို့ကခင်ဗျားတို့ကျွန်တော်မိတ်ဆွေတွေကိုတို့တော့ဘလို့လို့အဆင်ပြေကြတာဆိုတော့ပြောမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်မိတ်ဆွေများလည်းကျွန်တော်လည်းအဆင်မပြေသေးဘူးဒါကြောင့်မိတ်ဆွေများလည်းခုမှလုံနေရင်ကျွန်တော်လည်းအဆင်ပြေအောင်စူးစမ်းနေတယ်မိတ်ဆွေများလည်းခုလိုမျိုးလို့အဆင်ပြေတယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်လာပြီးညပြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ